ဖြစ်သူငတိကငါကစကားပြောနိုင်တာကိုမြင်ပြီးရဲ့နောက်တော့သူ့ဆန်းနေဆိုကဓာတ်ပုံရိုက်ခဲ့ပြီးအိမ်ပြန်အိတ်နေရော်ငါကတော့ရှည်ထဲမှာပဲကြံ့နေခဲ့တော့တယ်။ဒါရင်အမေကိုပြန်လာတွေ့ပါအောင်။အဲ့ဒီအချိန်မှာတကြားမင်းကဟိုးငါ့ကိုတနာလိုက်တာနော်။နောက်ဘဝအသစ်ပြန်လာစတာကိုသူ့သားနဲ့ပြန်မဆုံရဘူး။ငတိကအရှင်ကလိုပဲညတိုင်းပုံမှန်အိတ်နေတယ်။ဒါပေမဲ့တညမှာသူတွေ့ခဲ့တဲ့ငါကစကားပြောနိုင်တာကိုငတိကအိမ်မက်မက်တယ်။ဒါရင်ဒါအမေကိုအိုင်ထဲမှာလာတွေ့ပါအောင်။အဲ့ဒီကငတိကချက်ချင်းနိုးလာပြီ။အဲ့ဒီငါကဘာလို့ငါ့ကိုတားလို့ခေါ်တာလဲမသိဘူး။ငတိကသူ့အိမ်မက်နဲ့ဟိုတနေ့ကငါကစကားပြောလို့ဓာတ်ပုံရိုက်ခဲ့တဲ့ငါနဲ့ရောပြီးတော့တွေ့ဝေနေခဲ့တယ်။နောက်တော့ငါကိုသွားတွေ့ဖို့ဆုံးဖြတ်လိုက်တယ်။ဒါပေမဲ့ငတိကအိမ်ပြင်မထွက်ခင်မှာပဲ။အိမ်မက်ပဲကိုဘာမှမဟုတ်လောက်ထင်ပါရဲ့။ပြန်အိတ်လိုက်တော့မယ်။အဲ့လိုဆိုပြီးငါကိုသွားမတွေ့တော့ပဲထက်အိတ်လိုက်တယ်။နောက်တစ်ခါပြန်အိတ်တဲ့အခါမှာငါဖြစ်နေတဲ့သူ့မိကငတိရဲ့အိမ်မက်တဲကိုဝင်လာတော့တယ်။ဒီကတော့ငါပုံစံနဲ့မလာပဲလူပုံစံနဲ့လာတယ်။တားလေးအဆင်ပြေလားမပြေဘူးမေအမေဘယ်ရောက်နေရလဲအိမ်ပြန်လာတော့လေအမေကိုသားလွမ်းနေပြီဟာအမေကတည်သွားပြီမလားမလာနဲ့တရေမလာနဲ့သွားတာအမေသားကိုလွမ်းလို့လာတွေ့တာပါဒီတော့မှငတေလေးစိတ်သက်သာရရသွားပြီးတော့သားလေးအမေကိုအရန်လွမ်းနေတာသားကအမေနဲ့မတွေ့ရတော့ဘူးထင်နေတာအော်သားရဲ့အမေကသေပြီလို့ငါဖြစ်နေရလေတွေ့ကျင်တိုင်းမတွေ့ရတော့ဘူးသားပြီးတော့မိကအဝေးမှမနေပါဘူးအမေကသားပြီးမှအမြဲနေပါတယ်နော်ခုကနေစပြီးသားကိုဂယူးဆိုင်ရမယ်နော်အမေကအရှင်လို့သားကိုဂယူးဆိုင်ပေးလို့မရတော့ဘူးအဖေကြောင့်မေဒီလိုဖြစ်ရတာမလားသားကိုပြောလိုက်ပါသားသူ့ကိုခုချက်ချင်းရှင်းပြလိုက်မှာမလုပ်ရဘူးနော်သားအမေပြောဘူးတယ်လေသားကိုမေပြောဘူးပါတယ်ပြဿနာဖြေရှင်းမယ်ဆိုရင်ဒေါသနဲ့မဖြေရှင်းရဘူးလို့မဟုတ်ရင်ပြဿနာပိုကြီးသွားနိုင်တယ်အမေသွားချိန်တန်းပြီအမေသွားတော့မယ်နော်အမေမသွားပါနဲ့လားသားနဲ့နေပေးအောင်အမေကအဝေးကြီးကိုမသွားပါဘူးသားတက်ပုံရိုက်ထားတဲ့ပန်းရောင်ကမှတ်မိလားအော်စကားပြောနိုင်တယ်ငါလားဟုတ်တယ်အဲ့ဒီငါအမေပဲပန်းရောင်ကအဖြစ်နဲ့ဘဝသိစတာပါတကယ်ရောဟုတ်လို့လားအမေကစိတ်ထားကောင်းတာကိုဘယ်လိုလုပ်ငါဖြစ်ရမှာတော့အမေတကယ်ပြောနေရပါသားရေအမေဟာဟိုတနေ့ကသားတွေ့ခဲ့တဲ့နေရာဟောင်းမှာပဲနေနေတာပါသားအမေပြောတာကိုမယုံရင်အမေစီကိုလာတွေ့လို့ရတယ်နော်အမေအဲ့ဒီအိမ်မှာတကယ်နေကြောင်ပြကျင်လို့ပါဒါဆိုလဲကောင်းပြီလေသားလာကြည့်မယ်ဟာငါအိမ်မက်နေရလားအိမ်မက်ကတကယ်အတိုင်းပဲမုံမလွဲရောဟိုပန်းရောင်ငါကငါအမေများဖြစ်နေမလားငတိယဒုတိယအကြိမ်အိမ်မက်တယ်ဆိုတော့တခုခုတော့ဖြစ်မယ်ဆိုပြီးရဲငိုသွားကြည့်ဖို့အိမ်ကနေထွက်လာတယ်အိမ်မက်တီးကအမေပြောသလိုပန်းရောင်ငါလည်းမတွေ့ဘူးရောငါဘာသာငါအိမ်မက်ရှောင်းမတာနေမှာပြန်လိုက်တော့မယ်ကွာပြန်တော့မယ့်ချိန်မှာပန်းရောင်ငါကရေကနေပေါ်လာပြီးတော့ပြောတယ်တားကြီးငတိယသူ့နောက်ကနေခေါ်တန်ကြားလိုက်ရတော့လန့်သွားခဲ့တယ်ဟာပန်းရောင်ငါလေးပါလားနှောက်လိုက်တာဟုတ်ပါတယ်ပန်းရောင်ငါပါရေထဲမှာနေတယ်ရေကူးတက်တယ်ပြီးတော့ဒီပန်းရောင်ငါကသားလေးရဲ့အမေပါဟာနောက်ဆုံးတော့ငါအမေနဲ့ပြန်တွေ့ပြီကွာဒါနဲ့အမေကပါလို့ပန်းရောင်ငါအဖြစ်မွေးလာရတာလေတကြားမင်းလုပ်ပေးတာပဲအမေကအိမ်ပြန်ချင်းနဲ့သားနဲ့တွေ့ချင်းနဲ့ပြောတော့အရင်တော့မမေကငါတွေလှုပ်ဖူးတာဆိုတော့ငါပြစ်တာတော့ခုလိုအရန်လာပြီးစကားပြောတတ်တဲ့ပန်းရောင်ငါလေးပြအောင်လုပ်ပေးလိုက်တာပေါ့အမေဆန္ဒကတော့အခုဒီလိုငါအဖြစ်မွေးလာရပြီးသားကိုစောင့်ကြည့်ဖို့အတွက်ပါအော်ဟုတ်ပါပြီအမေရေသားအစားအစာတွေအမေစီကိုယူလာပေးမယ်နော်ဟုတ်ပြီသားဒါဆိုလေသားသွားလိုက်အောင်မယ်နော်အဲ့ဒီအချိန်မှာကြည်ပြရဲ့သားနှစ်ယောက်ဖြစ်တဲ့ငရှုံနဲ့ငရုတ်တို့ကခိုးငါးထောင်နေခဲ့ကြတယ်ဟဲ့နေငါကြားရတယ်လို့ကြားရလားဘာကြားရတာလဲငါတရငါ့ကိုအမေလို့ခေါ်တာကိုလေအေးကြားရတယ်လေဒါဆိုရင်တော့ငါနားကြမမဟုတ်ပဲငါတရဲ့အမေကပန်းရောင်ငါဖြစ်မွေးဝါလာတာဖြစ်မှာငါတို့အမေစီကိုသတင်းသွားဖို့ရအောင်အေးဟုတ်ပြီသွားရအောင်နောက်တစ်နေ့မှာငရှုံနဲ့ငရုတ်တို့ကသူ့အမေကိုအကြောင်းကြားတယ်အမေကမြတားအမေကိုပြောစရာရှိလို့ဘာလဲပြောလေချစ်ဆုံးသားရဲ့တားတို့နှစ်ယောက်တော့ရဲသွားတဲ့ချိန်ငတိယပန်းရောင်ငါကိုအမေလို့ခေါ်နေတာတွေ့ခဲ့ရတယ်
ပန်းရောင်ငါတယ်လားဘာကြီးတော့ဟုတ်တယ်အမေအဲ့ဒီပန်းရောင်ငါငတိရဲ့အမေပဲသူ့အမေကပန်းရောင်ငါအဖြစ်ဝင်စားထားတာငါငတိရဲ့အမေဆိုတာဘလို့ပြောနိုင်မှာလဲတေချာသွားအောင်နင်တို့နှစ်ယောက်အဲ့ဒီပန်းရောင်ငါကိုသွားဖမ်းလာခဲ့စမ်းဘာလို့မလို့လဲအမေနေခုသိစရာမလိုပြီးမှနေသိသွားလိမ့်မယ်ဒီလိုနဲ့ကြည်ပြကသူ့သားနှစ်ယောက်ကိုပန်းရောင်ငါကိုသွားဖမ်းခိုင်းလိုက်တယ်နောက်တနေ့ရောက်လာတော့ငတိဟာသူ့အမေငါကိုအစားအစာလာကြွေးချိန်ညီကိုနှစ်ယောက်ကတပည့်မော်ကနေလာကိုကြည့်နေတယ်အမေဒီမှာနေလေစားလာပြီနော်ကျေးဇူးပါသားရေတားငယ်ကိုသေးလေးနည်းနည်းထက်တဲ့ရင်တော့ပိုကောင်းမယ်နော်ဟုတ်မေအမေလိုချင်ရင်တားလောက်ပေးမှာပေါ့အဲ့ဒီခါတပည့်မော်ကညီကိုနှစ်ယောက်ကပန်းရောင်ကငရုတ်သီးစားချင်တာကိုကြားသွားပြီးတော့ငါ့ကိုပန်းဖို့စီစဉ်နေအစီအစဉ်ကတော့ငရုတ်သီးကိုငါးစာအဖြစ်ချိတ်လိုက်ပြီးငါးဖန်းတန်နဲ့ငါးဖန်းတလို့ချကျွေးလိုက်တယ်အဲ့ဒီချိန်မှာပန်းရောင်ငါးကရောက်လာပြီးငရုတ်သီးကိုမြင်တော့စိတ်မထိန်နိုင်ကဖန်ဆလိုက်တော့တယ်ရှေ့ငါတို့သူ့ကိုဖမ်းနိုင်ပြီလာဒါဆိုရင်တော့ဒီငါ့ကိုငါတို့မိစီခေါ်သွားမယ်တားလေးငတိအမေကိုကဲပါအောင်ကွယ်ညီကိုနှစ်ယောက်လည်းငါ့ကိုပန်းပြီးတော့သူ့မိစီကိုချက်ချင်းသွားပေးတယ်ရှော့ဒီမမေသားတို့ပန်းရောင်ငါ့ကိုဖမ်းလာပြီအမလေးတော်လိုက်တာနော်မွေးရကြုံနဲ့တဲ့သားတွေဒါဆိုဒီငါ့ကိုဘာလို့မှလဲမီသူ့ကိုပြုတ်ပြီးတော့ချက်စားမှာပေါ့မလွန်လုံးလားမေရမလွန်ဘူးဒါတော့သူ့ကိုအစိမ့်စားချင်နေတာပန်းရောင်ကလည်းအလွန်ကြောင်းလန့်ပြီးသူ့သားကိုသာအကူကြီးတောင်းဖို့အတွက်អော်နေတယ်တားရဲ့အမေကိုကဲပါအောင်ကွယ်ငတိကလည်းသူ့မိကိုအစာသွားကြွေးတော့ပန်းရောင်ကသူ့မိမရှိတော့မှန်းမသိရှာဘူးအမေဘယ်ရောက်နေရလဲတားမိကြိုက်တဲ့ငုတ်သီးနဲ့ရော်ပြီးဟင်းတွေချက်လာတယ်အမေဘမနေရလဲအမေတားပြောတာကြားရရင်လေပေါ်လာပါအောင်တားကိုစာများစနေရလားအိတ်နေတယ်ထင်ပါရဲ့အမေအိတ်နေရင်ဟင်းတွေကိုဒီမှာပဲချထားလိုက်မယ်နော်အမေနိုးလာမှလာစားပေါ့ငတိကသူ့အမေကအိတ်နေရထင်ပြီးအိမ်ပြန်ခဲ့တယ်ဒီပန်းရောင်ကစားလို့တော့ကောင်းနေနော်ရိုးငါရတာနဲ့မတူဘူးစားပြီးရင်ရိုးရီစူထားနော်သားတို့အမေခွေးတွေကိုကျွေးမလို့ကြားလားငတိကိုလည်းဒါတွေကိုလုံးဝမမြင်စေနဲ့ဟုတ်ကဲ့အမေနောက်တော့ကြည်ပြတို့မိသားစုငါစားနေစဉ်ငတိရရှောင်းလာခဲ့တယ်မင်းတို့တွေငါအမေငါ့ကိုစားနေကြရလားကြည်ပြကခက်တီတီနဲ့နေငါတို့ကိုဘာမှလာမပြောနဲ့နော်ငါတို့စားနေတာငါ့ကိုစားနေတာနင့်မရမမလဲတော့မသိဘူးဟာငါနာနဲ့တက်ကြားနေရတာကိုလာညင်းချင်နေသေးတယ်ငါမိမိသားစုအားလုံးတက်ပြစ်မှာဟဲ့နင်မှားမယ်နော်လူတက်တာမကောင်းအထူးသဖြင့်တော့ငါတို့ကိုပေါ့နင်ကသားမှန်လူပဲဒါကြောင့်ငါတို့ကိုတက်လို့မရဘူးဘာလို့ငါအမေကိုဒီလိုလုပ်ရတာလဲငါအမေကလူကောင်းလေးပါဘာလို့ဒီလိုလုပ်ရတာလဲငါဆက်ပြီးတော့သီးမခံနိုင်တော့အဲ့ဒီကောင်ငတိကဒေါသပေါက်ထွက်သွားပြီးတက်ဖို့ပြင်လိုက်တယ်ငတိဒါဘာလုပ်တာလဲငါတို့ကိုဘာလို့မလုပ်လဲငတိကဒေါသထွက်ပြီးမပေါက်ခွဲခင်မှာသူ့မိပြောပြဘူးတဲ့စကားတွေကိုပြတ်မှတ်မိတယ်အမေကသားကိုပြောပြဘူးလေသူများကိုဒေါသနဲ့မလုံးမိစေနဲ့လို့အဲ့ဒီကောင်ငတိကဒေါသရှော့နိုင်ပြီးငါအမေကိုခုပြန်မေးစမ်းမင်းတို့မသိချင်းခုပေနော်ရော့ငါတို့ရမ်းသာရှိစားနေအောင်ယူသွားတော့အဲ့လိုဆိုကကြံနေတဲ့သားနိုင်ငံနဲ့အယိုးတွေကိုပေးလိုက်တယ်အမေရဲ့သားတောင်းမှန်ပါတယ်အမေကိုတေချာငြင်းမဆိုင်နိုင်တဲ့အတွက်တောင်းမှန်ပါတယ်ခုလိုဖြစ်မယ်လို့ထင်တော့မထင်ထောင်ငတိလဲဝမ်းနေစွာငုံနေပြီးသူ့အမေရဲ့ငါးရိုးတွေကိုမြင်မြုပ်နေတယ်မြင်မြုပ်ပြီးမကြခင်မှာပန်းရောင်ကအယိုးကနေတပိန်ကလေးအပြည့်ဘဝတိတ်ပြန်ဆလာတယ်ဟာဘာကြီးလဲအပိတမင်မေအမေနောက်တစ်ခေါက်ပြန်ဝေးွားလာတာထင်တယ်ဖះရေအရန်ကောင်းတာပဲနောက်တော့ငတိကအရန်ကိုပျော်ရွှင်ပြီးတော့ကနေတော့တယ်ငါဝမ်းနေစရာကြီးမြေသွားသလိုပဲညီကိုနှစ်ယောက်ကတပိမောကနေဒီပြည့်တွေကိုကြည့်ပြီးဟဲ့ဒီကောင်ကသူ့မိသိနေရအောင်ပျော်နေရနော်ဟုတ်ပါတမျိုးကြီးနော်တကူကမားနေရလားဟောမှလွယ်ရောအဲ့ဒီတပင်ကသူ့မိအဖြစ်ပြန်ပြစ်လာတဲ့ထင်နေဒါဆိုလေငါတို့အဲ့ပင်ကရွက်တွေကူပြီးတော့ရက်နဲ့သွားတော့မှာဟုတ်တယ်ဒါကောင်းနေကြမ်းမင်းဒလုံးနဲ့ငတိပြန်သွားတဲ့အချိန်မှာညီကိုနှစ်ယောက်ကအပင်ကရက်တွေကိုသွားဖူးပြီးဖူးလာတဲ့အရွက်တွေကိုအရက်နဲ့မြင်းလိုက်ကြတယ်နောက်တော့ညီကိုနှစ်ယောက်လုံးအရက်တောက်ပြီးမွန်းယူကရင်နဲ့ရင်းနေကြတယ်အဲ့ဒီချိန်မှာသူတို့အမေရောက်လာပြီးဟဲ့နင်တို့နှစ်ယောက်ဘာဖြစ်နေရလဲကားလေးကလည်းရီလဲရှိနေတယ်
ပဲအောင်ငါကတစ်ပင်အဖြစ်မူးဖွားလာခဲ့တာဟမ်ဟုတ်လားဒါမကောင်းမေအဲ့ဒီပင်ကိုမိသွားရှုပ်မေသားနှစ်ယောက်လည်းသူ့မိနောက်ကိုအပင်ကိုမိသွားရှုပ်ဖို့အတွက်ကာရင်းနဲ့လိုက်သွားကြတယ်သားမိသုံးယောက်အပင်ကိုပျော်ရွှင်စွာမိရှုနေစဉ်ငတိကပြန်ရောက်လာတယ်။အိုးနင်တို့ဘာလို့လုံနေလို့ရတာလဲ။ဘာလို့ငါအမေပင်ကိုမိရှုကြတာလဲ။ငါမင်းတို့ကိုဆက်ပြီးတော့တိမခံနိုင်တော့ဘူး။ငါတခုလုံးမှရတော့မှာ။အဲလိုဆိုပြီးတော့အားနဲ့ကန်ထမ်းလိုက်တယ်။အိုးအမေရေအပြင်ဖြစ်နေရတော့သူများလာပြီးတော့အနိုင်ကျင့်ခံရသေးတယ်။တားအမေကိုဘယ်လိုဆက်ပြီးတော့ကာဝယ်ရမှန်းမသိတော့ဘူး။အခုဂျန်နီရဲ့အကိုင်းလေးကိုတားအဝေးမှာတွားမြုပ်ပေးပါမယ်နော်ဘယ်တော့မှအမေကိုလာပြီးအနိုင်ကျင့်လို့မရတော့အောင်မို့ငတိကဂျန်နီရဲ့တေကိုင်းလေးတွေကိုယူပြီးအဝေးမှာတွားမြုပ်နေတော့တယ်အမေဒီမှာပဲနေတော့ပြီးတော့တားမေးစီအမြင်လာတွေ့မှာအမေအထိမကြံအောင်မို့အခုတော့တားပြန်လိုက်အောင်မယ်နော်ငတိအိမ်ပြန်ကနီးမှာသူ့လာတဲ့အပြင်ကိုင်းလေးကရွှေမင်းခွေးပင်အဖြစ်ပြန်ပေါက်လာတယ်ဟာအမေပြန်မွေးလာပြန်ပြီလားOh my god တဲမိုက်တာပဲတားတော့မယုံနိုင်တော့ဘူးမေခုလိုအမေပြန်မွေးဖွားနေရဆိုတာဘာပဲဖြစ်ဖြစ်အမေပြန်မွေးဖွားလာတာပဲဝမ်းသာမိပါတယ်ကြည့်ပါဦးအမေကရမ်းလာနေတာပဲဒီနေ့ကနေစပြီးဘသူမှအမေကိုလာမနှောက်ရှက်နိုင်တော့တားလေးစိတ်အေးနဲ့ပြန်လို့ရပြီဒါပေမဲ့တားပြန်နိုင်မှမလားမသိဘူးခီးကဝေးကြီးဆိုတော့ထမင်းလည်းမစားရသေးဘူးအဲ့ဒီအချိန်မှာတစ်ပင်ပေါ်ကနေငွေသိမ်းရွက်လေးတရွက်ကြွေချလာတယ်ဟမ်ငွေသေးရလေးပါလားဘာလဲမေတားဟုတ်တာလေးစားကြည့်ကျင်တာလားဟုတ်တယ်တာစားလိုက်ပါဒါဆိုတားစားလိုက်တော့မယ်နော်ငတိစားလိုက်တဲ့အခါမှာသူ့ရဲ့ကိုယ်ကစွမ်းအားတွေများများတက်လာတာကိုသတိထားမိလိုက်တယ်ငတိကသူ့ကိုယ်သူအားရှိလာတယ်လို့ခံစားလာရတယ် Oh my god ငါစွမ်းအားတွေရသွားတာပဲကျေးဇူးတင်လိုက်တာအမေယာနောက်ဆုံးတော့တားစွမ်းအားရှင်ဖြစ်သွားပြီပေါ့နေလို့ထိုင်လို့လည်းကောင်းလာတယ်နောက်တော့သူ့ရဲ့အိမ်ပြန်လန်းကိုမိမိခုံပြီးတော့ပြန်သွားလေတယ်။ကြည်ပြားတို့သားမိ၃ယောက်ကတော့ငတိကန်ထားတဲ့ဒဏ်ရာတွေနဲ့မထနိုင်ပဲဖြစ်နေကြတယ်။ငါကြင်ရဲတယ်။ငါနေနောက်ကိုအမြဲလိုက်နေမှာငတိ။သားတို့စိတ်ကိုခိုင်ခိုင်မာမာထားကြနော်။အမေတို့မသေးဘူး။အမေတို့မသေးမချင်းဒီငတိကိုရှာပြီးတော့ရှင်းပြကြမှာ။ဟုတ်မေ။သားတို့ကဘာတင်းနေတဲ့၍ရွဲမလျှော့တဲ့သူ့ကိုလက်ရှာပြီးတော့ရှင်းပြကြမယ်။